အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီနေ့တပည့်လေးတွေနဲ့အတူ second project ကိုစတင်ပြီးမှလုပ်ဆောင်သွားတာဖြစ်ပါတယ်ကလေးတွေ studio မှာ vocal recording လုပ်နေတာဖြစ်ပါတယ်ကချင်ရိုးရာအကတိုက်နေတာဖြစ်ပါတယ်ရိုက်ကူးရေးစတင်ဖို့မနောကွင်းကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်တို့ကလေးလူဦးရေများတဲ့အတွက်ကြောင့်မို့လို့ group 1 group 2ဆိုပြီးမှခွဲပြီးရိုက်ထားပါတယ်ဒီနေ့ကတော့ group 1 vlog ဖြစ်ပါတယ်ကျောင်းသားမိဘများကိုယ်တိုင်အားတက်တရောပါဝင်ကူညီပေးတဲ့အတွက်အလုံးမဲ့အားရမိပါတယ်။